အားလုံးပဲမင်္ဂလာပါကျွန်တော်လည်းဒီတော့တွင်အလုံးများပြီးတော့ enemy content တွေမတင်ဖြစ်နေတာများနေတော့ဒီနေ့မိုးရေးနဲ့ရောက်လာတဲ့ Minato figure လေးဖောက်ပြပါမယ် figure လေးကတော့ BME condition လေးပါပဲဗျပြီးတော့ပြောမယ်ဆိုရင်ဒီ figure လေးကနည်းနည်းရတော့မဟုတ်ဘူးအချင်းတို့ပြောမယ်ဆိုရင် Naruto ရဲ့ creator ဖြစ်တဲ့ Kishimoto တို့တွေက fan favorite ဖြစ်တဲ့ character တွေကို voting စနစ်နဲ့မဲပေးခိုင်းခဲ့တယ်ပေါ့နော်အဲ့လိုမဲပေးခိုင်းတဲ့အခါမှာ voting အများဆုံးရတဲ့ Minato အတွက်ဆိုပြီးတော့သူတို့က short manga series လေးတစ်ခုတောင်မှထုတ်ပေးခဲ့သေးတယ်အဲ့ဒါအပြင်အဲ့ voting ထဲမှာလူကြိုက်အများဆုံး top 20ပေါ့နော်ထိပ်ဆုံးအယောက်20 character တွေကိုတီးတက်သူတို့က character design တွေဆွဲပြီးတော့ဒီ fan တွေကိုသူတို့ပြန်ပြီးတော့ထုတ်ပြန်ပေးခဲ့တယ်ပေါ့နော်အခုလေဒီ figure ကဒီလိုမျိုးထုတ်ပေးခဲ့တဲ့ special ad ပုံစံ design ကိုပဲသူက figure ပုံစံပြန်ထုတ်ထားတဲ့ series တစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မလို့သူကတာမန်ကျွန်တော်တို့ vibrating star figure တွေနဲ့တော့ design color အနေထားကတော့တိတ်တော့မတူဘူးပေါ့နော်ကိုယ်တိုင်ကြည့်ကြည့်ရင်တော့သိလိမ့်မယ်ဆိုတော့ကိုကဒီ Naruto figure တွေကိုပတ်စံအများကြီးလည်းမသုံးချင်ဘူး exclusive ဆန်လည်း character design လန်းလန်းလေးတွေနဲ့စုကျင်တယ်ဆိုလို့ရှိရင်တော့ဒီ figure series လေးကတော်တော်လေးစိတ်ကျေနပ်စရာကောင်းတယ်ဒီပုံစံတိုင်းပဲထုတ်ထားတဲ့ Ichiban Kuji series တော့ရှိပေမဲ့လည်းတီးတဲ့အတိုင်းပဲ local မှာတအားလဲရှာတယ်ဈေးကလည်းတရုတ်ကို2သိန်းခွဲလောက်ဆိုတော့ကျွန်တော်အနေနဲ့ဒီ series ကိုမစုဖြစ်ဘူးပေါ့နော်အာသာပြေအနေနဲ့ဒီ series လေးကိုပဲကျွန်တော်ကတော့စုဖြစ်တယ်ဆိုတော့ brother တို့အနေနဲ့ဟောဒီ series ပေါ်မှာဘယ်လိုမြင်လဲ